ဘောလုံးလောကရဲ့အောင်မြင်မှုအလုံးကိုပိုင်ဆိုင်ထားပေမဲ့စိန်ခေါ်မှုအသစ်တွေအတွက်အင်္ဂလန်မြေကိုခြေချလာခဲ့သူကတော့ Casemiro ပဲဖြစ်ပါတယ်။ Real Madrid မှာ Champions League ဖလား၅လုံးအထိရယူနိုင်ခဲ့တဲ့ဒီဘရာဇီးကွင်းလယ်လူဟာအခက်အခဲတွေနဲ့ရင်ဆိုင်နေရတဲ့ Manchester United ကိုကယ်တင်ဖို့ရောက်ရှိလာခဲ့တာပါ။ United ရဲ့ကွင်းလယ်မှာတင်ကားကြီးတစ်စင်းလိုခိုင်မာလွန်းတဲ့သူ့ရဲ့ဖြတ်ထုတ်ပုံတွေနဲ့ကောင်းဆောင်နိုင်မှုတွေကပရိသတ်တွေကိုအမြဲတမ်းစိတ်လှုပ်ရှားစေခဲ့ပါတယ်။သူဟာ United အတွက်ပြိုင်ပွဲစုံပွဲပေါင်း150နီးပါးအထိကစားပေးခဲ့ပြီးတွင်းဂိုး24ဂိုးဖန်တီးမှုပေါင်း13ကြိမ်အထိရယူပေးထားနိုင်ခဲ့ပါတယ်။ခံစစ်တင်မကပဲတိုက်စစ်မှာပါအားကိုးရတဲ့ဒီကစားသမားဟာ United ရဲ့ကွင်းလယ်မှာတကယ်ကိုအစားထိုးမရတဲ့ထိုင်းကားကြီးတစ်စင်းဖြစ်ခဲ့တာပါ။ဒါအပြင် Manchester United နဲ့အတူ2022-23ဘောလုံးရာသီမှာ Carabao Cup 2023-24ဘောလုံးရာသီမှာ FA Cup တို့ကိုရယူနိုင်ခဲ့ပါတယ်။ဒါပေမဲ့အခုတော့အချိန်တန်လို့လမ်းခွဲရမယ့်သတင်းတွေထွက်ပေါ်လာခဲ့ပါပြီ။ဒီရာသီကုန်မှာ United ရဲ့တင်ကားကြီး Casemiro တယောက်အင်္ဂလန်မြေကနေထွက်ခွာတော့မှာပါ။သူဘယ်ကိုပဲရောက် United ပရိသတ်တွေရဲ့ရင်ထဲမှာတော့အားကိုးရတဲ့တထိုင်တယောက်ဖြစ်အမြဲတမ်းရှိနေမှာပါ။နောက်ထပ်ဘယ်ဘောလုံးသမားအကြောင်းကိုစိတ်ဝင်စားတယ်ဆိုတာခက်မဲ့ရေးခဲ့ပြီးတော့ဘောလုံးသတင်းနဲ့ကစားသမားများအကြောင်းကြိုက်နှစ်သက်ရင်ကျွန်တော်ရဲ့ YouTube channel လေးကို subscribe လုပ်ခဲ့ပြီးတော့